ဒီเจ้าနေကိုကမပြောတော့ဘူးလို့အရင်ကဆုံးဖြတ်ခဲ့ရဒါပေမဲ့အခုတော့အမှန်တရားကိုအကုန်လုံးပြောပါတော့မယ်မီးကိုကမီးခဲကအရင်တည်းကဖုန်ချောင်ရတော်တော်ကြာပြီဒါပေမဲ့10လပိုင်းလောက်မှပူဆိုးလာ10လပိုင်းလောက်မှမီးဖေဆုံးသွားကွာဖေဆုံးသွားတော့အိမ်မှာအထုပ်ပါရလောက်တယ်အဲ့တော့လူတွေရမ်းရှုပ်တယ်အရင်ငငယ်လေးတည်းကလူရှုပ်လို့ရှိရင်မနေတော့လူရှုပ်ရင်မနေတတ်တော့စိတ်ရှုပ်လို့ဆိုပြီးတော့မာကျက်စင်တို့နဲ့တောင်းနေခဲ့မာကျက်စင်တို့ကအချိန်ကဟိုတယ်မှာနေရတောင်းနေရော3ယောက်တူနေကြရဲမာကျက်စင်ရဲ့ခဲဝရဲ့မီးရဲ့ပေါ့သူတို့နေကြသူတို့နေတဲ့အချိန်မှာလူမျိုးသူတို့ရညာဘက်တွေဆိုလို့ရှိရင်ဟိုလိုမျိုးတွေပေါ့နော်သူတို့လိမ်များကိစ္စဟိုလိုမျိုးအဲ့လိုကိစ္စတွေပေါ့နော်အဲ့လိုကိစ္စတွေကိုမင်းရှိမှရင်မရှက်မကြောက်အဲ့လိုပိုတင်ကြီးတွေပြောပြီးပိုတင်ကြီးတွေကြာခဲဝါလည်းမကြကြအောင်အဲ့လိုမျိုးလို့တော့လည်းမဖြစ်မနေမှုလို့ဒါအဲ့ချိန်မှာနေလဲရနောက်ဆုံးတော့ကတိမှာတူတူအိတ်ကြတူတူအိတ်တယ်ဆိုပေမဲ့အဲ့လိုလောက်ပါများတော့မင်းကလည်းအောက်စင်အိတ်တယ်အိမ်ကလည်းပြန်လို့မရတဲ့အချိန်မျိုးလို့ဒါဟွာပြစ်လိုက်တာလူတွေယောက်ျားလေးတွေအိမ်မှာအတူပါဆိုတာရှိရောမနေချင်လို့ဒါအဲ့လိုနေလဲရအမှနောက်မီးတို့အိမ်ပြောင်းမှုလောက်ကြရဲအိမ်ပြောင်းမှုလောက်ကြတဲ့အချိန်မှာပစ္စည်းတွေပါကုန်ရွှေ့ရပေါ့အမတွေကတော့အိမ်တစ်မှာသူတို့ပစ္စည်းတွေပါရွှေ့နေတဲ့အချိန်မင်းကဟိုတယ်မှာတယောက်တည်းမီးပစ္စည်းတွေပါတိန်းနေတာပေါ့တိန်းနေတဲ့အချိန်အမှနောက်ရက်ဆိုအိမ်ပြောင်းပြီးတော့သူတို့ကမိုးကုတ်သွားမှာမိုးကုတ်သွားမယ့်အချိန်သူကမိုးကုတ်သွားတော့မှဆိုပြီးတော့ပုံစံမီးကိုအဲ့လိုအခန်းထဲကိုဝင်လာပြီးတော့မြို့လာကျိုးရဲ့ပုံစံနဲ့အခန်းထဲကိုဝင်လာပြီးတော့အဲ့လိုအမှဂရီမောအဲ့လိုမျိုးအတင်းတုံးပြီးတော့ရင်ဘတ်တွေပါကိုင်နေအမှမင်းကပြန်တွန်းလိုက်ပြီးတော့မင်းကခန်းပြင်ထွက်ပါအဲ့မှာအဲ့လောက်နဲ့ပြီးသွားပြီးတော့ဟိုလိုမျိုးရအပြင်ထွက်တဲ့ချိန်ကြီးကြလို့ရှိရင်အပြင်ထွက်တော့အမှမြို့တောင်းမမာရေးစတာပါပဲတင်ညာဖြစ်တယ်လေမြို့ပြောရပြန်မပြောဖို့လည်းပြောရအားနဲ့ထားလိုက်တဲ့ကိစ္စတွေကအဲ့မှတင်ပြီးသွားပြီထင်ပြီးတော့ထားလိုက်သူလည်းထမလို့တော့ဘူးဆိုပြီးတော့မင်းကလည်းဒီတိုင်းပဲထားလိုက်တော့ထမပြောသေးဘူးမပြောသေးပဲနဲ့မင်းဒါမဲ့စိတ်ထဲမှာတော့လေတမျိုးကြီးဆိုတော့အင်းကြီးမှုတော့ရင်ဖွေးမိရဲ့အင်းကြီးမှုရင်ဖွေးမိရဲ့သူတို့ဆိုင်ငယ်စည်းနေနဲ့ငါ့ကိုလို့ဒီလိုရေးလို့ကင်နေလို့အဲ့လိုမျိုးတွေပြောအင်းကြီးမှုပြောအင်းကြီးမှုပြောနေကဘာလို့လဲနင်းတီးခံလိုက်ပါညာမဟုတ်ဘဲနဲ့ရှောက်ပြောနေဆိုပြီးတော့မြို့ပြောနင်းကလည်းနင်းကိုအဲ့လိုလုပ်ရောနင်းတီးခံမှာလားလို့ငါတို့လို့မတီးခံဘူးလို့ဒါမဲလို့ငါလို့အဲ့လိုမျိုးဆိုကြောက်တယ်ဆိုပြီးတော့မင်းဆိုင်ငယ်ပေါ်မှာပြော